ဂျပန်မှာဒီအရာတွေကိုဥပဒေနဲ့တားမြစ်ထားတယ်ဆိုတာသင်သိပြီးပြီလားည9 နာရီကျော်ရင်စူညံစွာရေချိုးကန်3ပြုခွင့်မရှိပါဘူးအိမ်နီးချင်းတွေကိုအနှောက်အယှက်မဖြစ်အောင်လို့ပါအမိုက်ကိုမှန်ကန်စွာမခွဲချမ်းရင်လည်းတန်ကြေးကြတတ်ပါတယ်ပလတ်စတစ်ဖန်သားစက်ကူခွဲချမ်းပြီးမှစွန့်ပြရပါတယ်အိမ်ကြီးချင်းတွေကိုစူညံစေတဲ့ဖက်နှက်တန်ထွက်လို့မရပါဘူးဂျပန်လူမျိုးတွေကသူများအပေါ်ဂရုစိုက်တတ်တာဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်လို့ like and follow လုပ်ပေးခဲ့ပါအောင်နော်နောက်တစ်ခါဘာအကြောင်းတင်စီခြင်းလဲဆိုတာကိုပါ comment လေးမှာရေးပေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်